ခင်မင်းလေးစားစွာဖြင့်ချစ်ကြအပ်ပါလေရှင်မင်္ဂလာသတို့သာမောင်ကောင်းမြတ်ရှိန်နဲ့မင်္ဂလာသတို့သပီးမယူရမီတို့ရဲ့စူလျာရပထိမ်းများမင်္ဂလာအခမ်းအနားကြီးစတဲ့တော့မှာဖြစ်တဲ့တဲ့မင်္ဂလာအခမ်းအနားမှုဖြစ်ဆောင်ရွက်ပေးပါရန် MC ကျော်ထက်အောင်ကမင်္ဂလာစင်မြင့်ရှိရာသို့ချော့ရောက်ပါရန်ချစ်ခင်လေးစားစွာဖြင့်ပန်ကြားဖိတ်ကြားအပ်ပါရရှင်ကြောက်တော်မူလာကြတဲ့မြတ်သောမင်္ဂလာကောင်းသောစင်လာကိုဆောင်ခြင်းယူဆောင်လာကြပါကုန်သောမင်္ဂလာရှိမင်္ဂလာမင်းဧပရိသတ်ပေါင်းတဲ့တကွာနှစ်ဖက်သောမိဘဆွေမျိုးမိတ်ဆွေသင်္ကဟအပေါင်းမင်္ဂလာပေါင်းနဲ့ပြည့်စုံတော်မူကြပါစေကြောင်းဥစွာပထမနှုတ်ခွန်းချွေဂါရပြုပါရခင်ဗျာမင်္ဂလာမင်းဧပရိသတ်ပေါင်းတို့ခင်ဗျာဒီကနေ့ဟာဆိုရင်ဖြင့်ကောဇာတက္ကရေ1385ခုတဘိုရဲလာဇန်တရက်ဂရစ်တက္ကရေ2024ခုနှစ်ဖေဖော်ဝါရီလ10ရက်နေ့စနေနေ့ဖြစ်ပြီးကြည်လင်ခြင်းဖြူစင်ခြင်းဖွင့်ထွားပြည့်စုံခြင်းတို့နဲ့အတူမင်္ဂလာရှိလာတဲ့ရက်ကောင်းရက်မြတ်နေ့မြတ်အခါသမယဖြစ်ပါရခင်ဗျာတပ္ပဒေဝတာအလုံးစုံသောနတ်တို့သည်ရက္ခန္တုစောင့်ရှောက်ကြပါစေကုန်သတည်းတပ္ပဗုဒ္ဓ ानु ဘာဝေနတပ္ပဓမ္မာ ानु ဘာဝေနတပ္ပသံဃာ ानु ဘာဝေနအလုံးစုံသောဖျားတရားတန်ဃာတို့၏တကုတ်တေဇောအာနုဘောတို့ကြောင့်၎င်းလူနှင့်မြမတတ္တဝါပေါင်းတို့သည်တရာခါခသိန်းဒုက္ခိကိုယ်စိတ်နှဖျားချမ်းသာခြင်းရှိကြကုန်သည်ဘဝန္တုဖြစ်ကြပါစေကုန်သတည်းအောင်ရအောင်မောင်းအောင်စုတောင်းပြီးအောင်ချောင်းမင်္ဂလာအောင်စေရသဖြင့်အောင်ပွဲစင်ပြီးအောင်နှက်ခတ်ဖြစ်စေလျက်အောင်တကွန်လွှင့်ထူရာဒီကနေ့ဒီချိန်ခါဤမင်္ဂလာခမ်းမပေါ်မှာမင်္ဂလာဧကံပွဲတွင်စင်ရင်ချင်းပါလျက်ရှိကြတာကတော့ဖြင့်စကိုင်းမြို့နေဥချစ်သိမ်ဒေါ်ကျင်ရှိန်ပြင်းဦးလွင်မြို့စန္ဒာလန်းနေကလတ်လန်းတောင်နေဥညိုဒေါ်ခင်မာလေးတို့ဤမြေဒေါက်တာတထာဦး MBBS ဤမောင်မန္တလေးမြို့38လမ်း63လမ်း64လမ်းကြားမဟာအောင်မြေမြို့နယ်မဟာမြိုင်နှစ်ရက်ကွက်နေဦးအောင်နိုင်ဦးဒေါ်အေးတီရာတို့ဤတာမောင်ကောင်းမြတ်ရှိန် BBA CM University MBA Emphasized Marketing Western University Thailand name မန္တလေးမြို့85လမ်းမောရာဂေဝရက်နေမောရိယာစေးတိုက်ပိုင်ရှင်ဆရာကြီးဦးပါထေဆရာကတော်ဒေါ်အုံးကြည်တို့ဤမြေဦးမန္တလေးမြို့လမ်း80 31လမ်းတောင် New Civil Line ရက်နေဦးခမောင်အေးဒုညွန်မှုအခြေခံပညာအထက်မြန်မာပြည်အငိမ့်စားနှင့်ဒေါ်တင်တင်မြတ်အထက်တန်းပြထ16အငိမ့်စားရန်ကုန်မြို့ပါရမီရိပ်သာနေဦးခင်မောင်ထေးဒေါ်ခင်တန်းဆွေမန္တလေးမြို့85လမ်းမောရာဂေဝရက်နေတိရိတုတမတင်ကြီးဒေါက်တာထေထေခိုင်မောရိယတိုင်းရင်စေဝါထုတ်လို့ရေးတို့ဤမြေဦးမန္တလေးမြို့နေဦးသက်လွင်ဒေါ်စုခိုင်ထေးတို့ဤတမေဦးမတ်ယူရမေ BBA CM University MBA Western University Thailand တို့ရဲ့ဇူလီယာရပတ်ထိမ်းများမင်္ဂလာဧကံပွဲအခမ်းအနားပဲဖြစ်ပါရခင်ဗျာမင်္ဂလာမင်းဧပရိသတ်ပေါင်းတို့ခင်ဗျာမင်္ဂလာချိန်ခါကြာရောက်ပြီဖြစ်ပါတယ်ဒီကနေ့ရဲ့မင်္ဂလာရှိလာတဲ့ချိန်ခါနဲ့တူမင်္ဂလာမောင်နှံဆုံးတို့အားမင်္ဂလာမင်းဧပရိသတ်အပေါင်းတို့ရှေ့တော်မှာ
ခေါ်ထုတ်ဖို့အချိန်ကျပြီဖြစ်ပါတယ်သူဖြစ်ပါ၏ဥစွာပထမမင်္ဂလာတေးအဖြစ်ဆွေတော်မျိုးတော်များကိုဂါရပြုသောမင်္ဂလာမော်ကွန်းကဗျာတီးခတ်တီးဆိုပေးနိုင်ရန်နိုင်ငံကျော်ရွှေတစိမ့်စုရှင်တက္ကသိုလ်စောင်းအေးစုကျော်နှင့်ရွှေမင်းသမီးလေးနန်းခင်မွေးတို့အားဥစွာပန်ကြားထားပါရစေခင်ဗျာချက်တီမင်္ဂလာတို့ဝေဖြာမင်္ဂလာပေါင်းဆောင်ခြင်းပါလို့မင်္ဂလာရှိလာတဲ့အချိန်ခါသမယမှာနေမင်းလာမင်းနိုင်ငံချင်းတို့နေမင်းပမာထွန်းလင်းကဖုံးချက်တီတို့ဝေဖြာလို့ဒီကနေ့ရဲ့မင်္ဂလာရှိလာတဲ့အချိန်ခါနဲ့တူမင်္ဂလာတို့သားမောင်ကောင်းမြတ်ရှိန်နှင့်တကွာနေမင်းလာမင်းနိုင်ငံချင်းတို့လာမင်းပမာအေးချမ်းပါလို့တီရီချက်တီပြည်စုံဖြိုးမောင်ရတနာတသွေလှကုံထဲတဲ့မင်္ဂလာတို့သမီးမတ်ယူရမေတို့အားမင်္ဂလာပန်းခင်ရလမ်းပေါ်နှစ်ဖက်သောမိဘများခြံရံကမင်္ဂလာခြံရံများဖြင့်မင်္ဂလာမင်းဧပရိသတ်ရှိတော်မောက်ကြွရောက်ပါယံမင်္ဂလာတီးကဗျာဖြင့်ဖိတ်မှန်တကပြုလိုက်ရပါတယ်ခင်ဗျာမင်္ဂနာဤတာမောင်လင်းပင်မင်္ဂလာရှင်ဤတာမောင်လင်းပင်မင်္ဂလာရှင်ဤချစ်ခင်ဝေပြရေနဘာခင်ခင်ကြီးရေနသာခင်ခင်ကြီးပွားစီရင်နဲ့သာချစ်ထိတ်တယ်လက်သခင်နဲ့သာချစ်ထိတ်တယ်လက်သခင်နဲ့တော်ဝင်ရွှင်ကြီးရွှေပြည်ထိန်ခင်ခင်ကြီးတို့သားကောင်းမြတ်ရှင်ရဲ့ရွှေစင်မျိုးဆက်ကိုမော်ကိုတင်မရစေရှင်ဘိုးရန်နဲ့ဟောက်မင်္ဂလာခမ်းမာရမှာရောက်ရှိနေကြတယ်ကြွရောက်ချီးမြှင့်ကြတဲ့ဂုဏ်တရားရှိလူကြီးမင်းများရှင်တို့သားလေးဘက်ကတော့လင်းပင်ရွှေတော်မျိုးတော်များသာဖြစ်ပါတယ်။ဒါကြောင့်အခုရောက်ရှိနေကြတဲ့ကြွရောက်ချီးမြှင့်ကြတဲ့လူကြီးမင်းများကလည်းရေနသာခင်ခင်ကြီးဆိုတာကြားလေကြားနေကြပြီ။သိလေသိနေကြပြီ။တကယ်တော့တို့သားလေးဘက်ကလင်းပင်ရွှေတော်မျိုးတော်များဖြစ်တဲ့အတွက်လင်းပင်မင်းသားကြီးနဲ့ရေနသာခင်ခင်ကြီးတို့အကြောင်းဆက်ပေါင်းဖက်ကြရာကစလာခဲ့တဲ့မင်္ဂလာပွဲဖြစ်ပါလေရှင်တကယ်တော့ရေနသာခင်ခင်ကြီးအစ်စ်ဟာတကယ်တော်ဝင်မင်းသမီးတစ်ပါးပါဒါကြောင့်လင်းပင်ရွှေတော်မျိုးတော်များတဲ့လင်းပင်မင်းသားကြီးနဲ့ရေနသာခင်ခင်ကြီးတို့အကြောင်းဆက်ပေါင်းဖက်တဲ့တို့သားလေးဘက်ကိုစတယ်လို့မော်ကိုတင်မရစေရှင်တာချစ်တိတ်တောင်လာတခင်နဲ့တော်ဝင်ရှုံးကြည့်ရွှေပြည်ထိန်ကြီးခင်ခင်ကြီး
မင်းသားကြီးနဲ့ရေနသာခင်ခင်ကြီးတို့အကြောင်းဆက်ပေါင်းဖက်ရာကနေထိတ်တင်လက်နဲ့ရွှေပြည်ခင်ခင်ကြီးတို့ကမျိုးဆက်လက်ရရှိကြပါတယ်အဲ့ဒီအခါမှာတော့သမီးရောမြတ်ထိတ်တယ်မလာကိုထိတ်တယ်မလာကိုပေါင်းဆက်ဦးကြီးဝါမြည်တယ်ဝဲတော့ခင်မကောင်းမြတ်ရှင်ငါတို့သားရီတို့သားကောင်းမြတ်ရှင်ရဲ့ချစ်လာစွာသောဟောလက်ရှိရှိနေတဲ့အဖွားကဒေါ်ခင်မလေးဖြစ်ပါတယ်ရှင်ဒါကြောင့်ဒါကလင်းပင်ရွှေတော်မျိုးတော်များကိုမောကွန်းတင်ခြင်းဖြစ်ပါတယ်ဒါကြောင့်စိတ်ဓာတ်ညောအောင်နိုင်ဦးနဲ့ချင်မှုတလျာတော်ဤတီရာတို့ရတနာနဲ့တာချစ်ကောင်းမြတ်ရှိန်ခုမ၍မြင့်မြတ်ကောင်းဒေါက်တာတထာဦးဤထူကြနောင်ချစ်မောင်လေဒေါက်တာတထာဦးရဲ့ချစ်လာစွာသောမောင်လေးဖြစ်တယ်ကောင်းမြတ်ရှင်ဖြစ်ပါတယ်ဒါကြောင့်မောင်လေးကောင်းမြတ်အချစ်တအဖြစ်ရစ်ပတ်ထွေးလေယူရမေမာမင်္ဂလာတို့သမီးရှုမကြီးဒီယူရမေသည်ဒီတစ်ခါမှကြတော့မင်္ဂလာတို့သမီးလေးအတွက်ချစ်လာစွာသောအဖိုးတွေအဖွားတွေအတွက်မော်ကွန်းတင်ရမှာဖြစ်လို့ယူရလေးကနေပြီးတော့အဖိုးတွေအဖွားတွေကိုအာရုံပြုပြီးကြော့ပြီးတော့ပွဲတက်ရမယ်မော်ကွန်းတင်အစီအစဉ်ဖြစ်ပါတယ်ယူရမယ်အခြေပထမမော်ရီယာဤချစ်လာစွာသောမြစ်လာရတနာမြစ်လာရတနာဆရာကြီးဥပထေပိုက်ထွေးဆုံးကြီးတော်အောင်ကြီးဝေစီပွင့်မြင့်ချစ်ဦးရီမြင့်ဦးရတနာဝေဖာမအမြတ်ချစ်ခင်ဦးတလွန်
အညာမဟာမောရိယာအကျေအညာမဟာမောရိယာတိရိသူရမတိင်ကြီးရပိုင်ဒေါက်တာထေထေခိုင်တိင်ကြီးရပိုင်ဒေါက်တာထေထေခိုင်ပိုင်နိုင်ညိုမြေဦးရတနာမြတ်လာစွာသည်အဲ့ဒီမှာထူးခြားချက်တိုက်ဆိုင်မှုလေးကိုတင်ဆက်ချင်ပါတယ်ရှင်ဒါကတော့ဖခင်ဤဖခင်ဦးခင်မောင်အေးမိခင်ဤဖခင်ဦးခင်မောင်ထေးဖခင်ဘက်ကဦးခင်မောင်အေးမိခင်ဘက်ကဦးခင်မောင်ထေးအေးတော့ထေးတော့ထူးခြားစွာပါရှိတာပါအေးတော့ထေးတော့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 တွေတော့ဘောကြောင့်ဝေသောနေရာတိုင်းကဘာနဲ့မြန်မာမောင်တလေးလောင်မဝေးပဲမြန်မာမန္တလေးလောင်မဝေးပဲရှိကရေးဆက်ရှိကရေးဆက်ဖူးစားရွှေထိုင်းနိုင်ငံမှာမြန်မာပြည်မှာမြန်မာမန္တလေးမှာရှိတယ်သူတို့သမီးလေးနဲ့ထိုင်းနိုင်ငံမှာရှိနေတဲ့သားကလေးနဲ့ရှေးကရှေးဆက်ပနဲ့နှလုံးသားပနဲ့နှလုံးသားဆူလျာမင်္ဂလာကျင်းပပါသည်သာသမယအဆွေမာကြစေပါကြစေခဗျာအလချွေကမြတ်တာပေါင်းပြီးတော့သစ္စာလုံးလိုက်ရပါကြောင်းကောင်းမျိုးထွေတွေကောင်းမျိုးထွေတွေရှင်စွေမြစေသောရဲ့နဲ့ထောင်းအိုးတဝင်းဝင်းထွန်စီကစီသောရဲ့လို့အောင်ညပါစေသောအောင်ညပါစေသောအောင်ကြပါစေအောင်ပါစေကြောင်းအောင်စေကြောင်းဆုချွေပါလေကျက်သေးမင်္ဂလာဒုဝေပြလှပါတယ်ခင်ဗျာအနန္တောနန္ဒ၅ပါးနဲ့တကွဂုဏဝုဋ္ဌိအဖြစ်၎င်းဝိရဝုဋ္ဌိအဖြစ်၎င်းကြောက်တော်မူလာကြတဲ့ဂုဏ်သရေရှိမင်္ဂလာမင်းဧပရိသတ်ပေါင်းနဲ့တကွနှစ်ပတ်သောမိဘဆွေမျိုးမိတ်ဆွေသင်္ကဟပေါင်းတို့အားမင်္ဂလာမောင်နှံကနေမှလက်ဆဲပြားရှက်ခါရိုသေစွာဂါရပြုအပ်ပါတယ်